မိမိကတော့ညံတုံနဲ့သားလေးညံကောင်းလာစေဖို့အတွက်အထူးခန်းလေးကိုထည့်ပြီးတော့မှဘောပင်တစ်ချောင်းပဲပေးလိုက်ပါတယ်။ကောင်လေးကအခန်းထဲမှာစောင့်နေနေပြင်းလာတဲ့အခါမှာဘောပင်အဖုံဖွင့်ပြီးတော့ပြားပုံလေးဆွဲလိုက်ပါတယ်။ခဏနေတော့ပြားကတကယ်ထွက်လာပြီးတော့ပြားကကြည့်တော့ကောင်လေးကကြောက်ပြီးတော့ဘာလို့ရင်ကောင်းမလေးဆိုပြီးတော့အကြံထုတ်ပါတယ်။အဲ့ဒါနဲ့ချင်းရိုက်တဲ့ပုံလေးဆွဲလိုက်တဲ့အခါမှာချင်းရိုက်တန်လေးထွက်လာခဲ့ပြီးတော့ချင်းရိုက်တန်နဲ့ပြားကိုရိုက်တက်လိုက်ပါတယ်။ဗိုက်စားတဲ့အခါမှာတော့ပီဇာဘူးပုံလေးဆွဲလိုက်တော့ပီဇာဘူးကျလာခဲ့ပေမဲ့ဖွင့်ကြည့်လိုက်တော့အထင်းမှာဘာမှမရှိပါဘူး။ပီဇာပုံထည့်ဆွဲလိုက်ပြီးတော့ဖွင့်ကြည့်တဲ့အခါမှာပီဇာလေးထွက်လာတာကိုတွေ့ရပါတယ်။ပီဇာတစ်ခုတည်းဆိုရင်မမဆိုတာကြောင့်ပဲပီဇာပုံရဲ့အနောက်ကနေ6လို့ရေးလိုက်တော့ပီဇာ6ချက်ထွက်လာတဲ့အခါမှာအားရပါရပဲစားလိုက်ပါတယ်။ထိုင်စရာနေရာမရှိတဲ့အခါမှာဆိုဖာပုံကိုဆွဲလိုက်တဲ့အခါမှာဆိုဖာထွက်ကြလို့လာခဲ့ပြီးဒီလောက်ကောင်းတဲ့ဘောပင်လေးကိုသုံးပြီးတော့အခန်းထဲမှာလူတဲ့ပစ္စည်းမှန်သမျှပုံဆွဲလိုက်ပါတော့တယ်။ဆိုဖာရတဲ့အခါမှာတော့ TV ပုံကိုဆွဲပြီးတော့ TV ကြည့်နေပြီးကောင်မလေးတစ်ပုံကြားလာတဲ့အခါမှာကောက်တန်းလိုက်ပြီးမော်ဘောပင်နဲ့ကောင်မလေးဆွဲလိုက်တဲ့အခါမှာကောင်မလေးကထွက်လာခဲ့ပါတယ်။နှကန်းဆွဲဖို့မိခဲ့တာကြောင့်နှကန်းပုံလေးထက်ဆွဲပေးရပြီးကောင်မလေးကအခန်းထဲမှာရုတ်တရက်ရောက်လာတော့ကြောက်လန့်နေပြီးတော့အပြင်ထွက်ဖို့လုပ်ပါတယ်။ကောင်လေးကကောင်မလေးပျော်ရွှင်စေဖို့တဲ့ပစ္စည်းမျိုးစုံပုံကိုဆွဲပြီးတော့ပျော်အောင်လုပ်ပေးတယ်လို့ကောင်မလေးကတော့စိတ်တူပြီးတော့ကောင်လေးရဲ့နှကန်းကိုတုံးနဲ့ရိုက်လိုက်ပါတော့တယ်။ကောင်လေးကဂိမ်းစောဖို့တဲ့ကောင်မလေးကိုခေါ်ပြီးမဲ့ကောင်မလေးကတော့ဖုန်းလေးမိဖို့ပဲလုံနေတာတွေ့ရပြီးကောင်လေးကမှော်ဘောပင်နဲ့ Wi-Fi လေးဆွဲပေးလိုက်ပါတယ်။လိုင်းမိတဲ့အခါမှာတော့ရီးစားစီကချင်းတွေဖို့စာရောက်လာတဲ့အခါမှာအပြင်ထွက်ဖို့တဲ့တကားကိုရှာနေပြီးအလှလည်းမပြင်ရသေးတဲ့အခါမှာကောင်လေးကိုပြဿနာရှာပါတော့တယ်။ကောင်လေးကလည်းဓာတ်ပုံဆွဲပြီးတော့မှနေရန်ကိုဖြိုချဖို့လုပ်ပြီးနေရန်ဖြိုချမိမဲ့စက်ကိုအမုံတွေထွက်လာခဲ့ပြီးတော့နေရန်ကထူတာကြောင့်ပဲဖြိုချလို့မရဖြစ်နေတာပါ။အပေါက်ကြီးဖြစ်သွားတဲ့အခါမှာကောင်မလေးထွက်သွားပြီးမဲ့အဲ့ဒီခန်းလေးကိုပဲပြင်ရောက်လာခဲ့ပြီးကောင်လေးကလည်းမယုံနိုင်တဲ့အခါမှာဝင်လိုက်ကြည့်တဲ့အခါမှာတော့အဲ့ဒီခန်းလေးပဲတကယ်ပြင်ရောက်လာတာတွေ့ရပါတယ်။ခဏခဏဝင်သွားပြီးမဲ့အဲ့ဒီခန်းလေးပဲပြင်ရောက်လာတာဖြစ်ပြီးတော့ကောင်မလေးကနီးလန်းရှာခိုင်းတဲ့အခါမှာတကားပုံလေးဆွဲပေးပြီးတော့ထွက်ခိုင်းလိုက်ပါတယ်။တကားဖွင့်ကြည့်လိုက်တဲ့အခါမှာအထက်ကနေတကားတွေအများကြီးထွက်လာခဲ့ပြီးတကားအချက်100လောက်ဖွင့်ပြီးတော့ထွက်ပေါက်ကိုတွေ့ပြီးတော့2ယောက်သားထွက်လာခဲ့ပါတော့တယ်။လူကြီးမင်းတို့ရောဒီကနေ့မှပိတ်မိနေခဲ့ရင်ဘာပုံဆွဲကြမှာပါလဲ။ကောင်လေးတွေကလျှို့ဝှက်အခန်းထဲကနေရောက်အောင်ကိုထွက်ကြမှာပါ။ကောင်လေးရဲ့တကူလုံးကတိတ်တွေနဲ့ပတ်ခံထားရတော့တငယ်ချင်းကကနန်းလက်မနဲ့တိတ်တွေကိုညှက်ပေးလိုက်ပါတယ်။ဘေးကကောင်လေးကလည်းဘာလို့ရမှန်းမသိဖြစ်နေခဲ့ပြီးတော့ရက်ကြည့်နေတော့မှတာဟာဂျိုသားတွေနေတဲ့နေရာမြ мян ထွက်ဖို့လှုပ်ကြလို့ပြောပါတယ်။မထွက်ဘူးဆိုလို့ရှင်တော့အကုန်လုံးတေးကြမှာဖြစ်ပြီးတကားတစ်ခုပွင့်သွားတဲ့အခါမှာ3ယောက်သားဝင်လာကြတော့အဆောင်ဖြစ်နေပြီးတော့အပြင်ကိုကြည့်လိုက်ရင်အကောင်အတန်ကြားနေရပါတယ်။ရင်းကြီးတွေရှောက်တွေသွားခဲ့ပြီးဆရာဝန်နဲ့ကျန်းနဲ့တခြားပစ္စည်းတွေလည်းရှောက်တွေသွားကြပါတယ်။မိကန်တေတာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအထက်ကနေ remote ထွက်လာခဲ့ပြီးတော့ခလုံးနှိပ်ကြည့်လိုက်တဲ့အခါမှာ TV တွေကလူကြီးကဒီကနေထွက်ဖို့အတွက်ဘာလို့ရှာရမလဲဆိုတာပြောပြပါတယ်။အပြင်ထွက်ကြည့်တဲ့အခါမှာတော့အပေါ်မှာပင်လယ်နေသတ္တဝါမျိုးစုံကိုတွေ့ရပြီးတကားတစ်ခုတွေ့တဲ့အခါမှာယူလာတဲ့ဒုတ်တန်လေးနဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပွင့်သွားခဲ့ပြီးတော့အထဲကိုဝင်ပြီးတော့ကြည့်ကြပါတယ်။အထဲကနေငါးဖမ်းပစ္စည်းမျိုးစုံကိုရှာတွေ့ခဲ့ပြီးမြဲဘာမှလုပ်လို့မရတာကြောင့်ပဲစဉ်းစားကြပြီးရင်ငုပ်ပိုက်ကိုတက်ပြီးတော့ကောင်လေးတယောက်ကအထဲကိုဝင်ကြည့်ပါတယ်။နောက်တကားတစ်ခုပွင့်လာတဲ့အခါမှာ3ယောက်သားအဲ့ဒီပေါက်ကနေ